နာဒီပါရက်ကွယ်နွေသားကြီးလမ်းပေါ်ဆိုတော့နေရာကောင်းလမ်းတာတဲ့ခြံရှိကပ်ပါကင်းနှစ်စီးစာအကျဉ်ရေမြောင် flower box ပါပြီးသားခြံဝင်းထဲမှာလည်းကောင်းနှစ်စီးပါကင်ထိုးလို့ရတဲ့အနေအထားအော်ဒန်ခံငယ်မှာပလက်စုချိုအပြည့်တင်ထားတဲ့အိမ်ကြီးပါပတီကိုလေးကလည်းတသက်ရလလပပရှိတယ်မင်းကျက်မီဆိုင်အိမ်ဝင်နိုင်ရန် decoration တွေကမှအစားအသေးစိတ်တိစောက်ပေးထားတဲ့အိမ်ကြီးဖြစ်ပါတယ်အိမ်ဝင်တက္ကမကြီးကိုလည်းခန့်ခန့်ညံ့ညံ့ဖြစ်အောင်ကျွန်းပေါင်အကွတ်တွေနဲ့ decoration လုပ်ပြီးတော့တိစောက်ပေးထားတာဖြစ်ပါတယ်အိမ်ရဲ့ဝင်ချင်းမှာအိမ်ကန်းကျယ်ကိုမြင်ရမှာဖြစ်ပါတယ်ကျွန်းပေါင်ကေတအိမ်လုံးအပြည့်ခင်းပေးထားတာတွေ့ရပါတယ်ဒီအိမ်ကန်းကနေဝင်သွားမယ်ဆိုလို့ရှိရင်တော့ဒီမှာဖျားကန်းကိုတွေ့ရမှာဖြစ်ပါတယ်ဖျားကန်းမှာလည်း side door တကားလေးတက်ပေးထားတယ်စစ်စစ်ငြိမ်ငြိမ်နဲ့ဖျားအာယုံပြုဖို့ဝတ်ပြုဖို့ကောင်းတဲ့နေရာလေးပါတိမ်လုံးမှာကျွန်းတူးပိတ်တွေနဲ့အလှဆင်ပေးထားပါတယ်မျက်နှာကျမီးဆိုင်တွေကိုလည်းရှင်းရှင်းလင်းလင်းသုံးပေးထားတယ်အခန်းရဲ့ပတင်းမောက်တိုင်းမှာဆိုရင်လည်း safety တမန်တွေထည့်ပေးထားပါတယ်ရှင်ဒါကတော့အိမ်ရဲ့အဝင်ဘယ်ဘက်အချမ်းမှာဆိုရင် master bedroom အခန်းကျယ်ဖြစ်ပါတယ် master bedroom မှာဆိုရင်လည်းပတင်းမောက်တွေကလည်းအများကြီးပါတယ် safety တမန်တွေလည်းပါတယ်မျက်နှာကျမီးတွေကလည်းရှင်းရှင်းလင်းလင်းနဲ့ဒါကတော့ master bedroom ရဲ့ရေချိုးခန်းအိမ်က toilet WC ဖြစ်ပါတယ် exhaust fan ပါတယ်ရေဘူးရေအေးစက် shower ပူတိုင်းဘေးစင်အပြည့်အစုံတက်ပေးထားပြီးသားဖြစ်ပါတယ်ရှင်အိမ်ကရှောင်းလန်းလေးကနေဝင်လာလိုက်မယ်ဆိုရင်ညာဘက်အချမ်းမှာ master bedroom အခန်းကျယ်ကြီးတစ်ခန်းကိုတွေ့ရမှာဖြစ်ပါတယ်သုံးထားတဲ့ကျွန်းပါကီဒီဇိုင်းလေးကလည်းလာတယ်နိုင်ငံကမီးနေနေရောဒါကတော့နောက်ထပ်ရေချိုးခန်းအိမ်သာပါဒီကျန်းကိုအနက်ရောင်သုံးပေးထားတဲ့အတွက်ပေတီညစ်ပတ်မှလည်းစိုးရင်စရာမလိုတော့ဘူးတန်ရှင်းလို့လည်းပဲကူစီပါတယ်ရှာဝါလည်း fashion ကောင်းတာတွေသုံးပေးထားတဲ့ရေဘူးရေအေးဆန်လည်းပါပါတယ်ရှင်အခန်းပေါ်လည်းတော်တော်ကျယ်ပြီးတော့မျက်နှာကျက်စီမင်းဟာလည်းမျက်နှာကိုတွေ့နိုင်ပါတယ်ဒါကတော့တတိယမြောက် master bedroom ဖြစ်ပါရဲ့ရှင်ပတင်းပေါက်တွေလုံးလောက်ထည့်ပေးထားတော့လေကောင်းလေတန်ဝင်နေတာပေါ့နော်ဒါကတော့ master bedroom ရဲ့ရေချိုးခန်းအိမ်သာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် kitchen and dining room မှာမျက်နှာကျက်အထိကျွေပြားအပြည့်ကပ်ပေးထားတယ်ကျန်းခင်းမှာလည်းကျွေပြားတွေအပြည့်ပဲတရရက်ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ဒါကတော့ချက်ဖို့ပြုတ်ဖို့လွယ်ကူအောင်ပြင်ဆင်ထားပေးတဲ့မီးဝကြောင်ကောင်းတာပေါ့နော်စက်ကတ်တွေလည်းအများကြီးပါတယ်မီးဝကြောင်ကိုလေဝင်လေထွက်ကောင်းအောင်ပရင်းမောက်တွေနဲ့တက်ပေးထားတယ်ခပ်ပေါက်တွေလည်းအများကြီးဆိုတော့ပစ္စည်းထားလို့အဆင်ပြေတယ်မီးဝကြောင်ကထွက်လာရင်အများဆုံးရေချိုးခန်းအင်တာကိုရောက်ပါတယ်အခုလိုမျိုးနေရာကောင်းလမ်းတာအသစ်နဲ့ရေမီအပြည့်စုံအိမ်ကလေးကိုရောင်းချပေးမဲ့စင်းတော့ကတော့3,900ညှိနှိုင်းနေပဲဖြစ်ပါတယ်ရှင်ဒီလင်းကိုစက်ဝင်ကြတယ်ဆိုလို့ရှိရင်တော့စုမနို Golden Hill Property အိမ်ချမ်းမြေရဲ့ဖုန်းနံပါတ်39966963 39956961 5996 Viber နံပါတ်တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်